မင်္ဂလာပါဗျာဒီနေ့တော့အထူးပြောစရာလေးတစ်ခုရှိတယ်ရန်ကုန်ကတီးဆိုဆရာခေတ္တဆန်ရဲ့ကျွေးတောင်းလာတာလားကျွေးဆက်လာတာလားလို့မြင်ရတဲ့ရှင်းနေတော့အဓိပ္ပာယ်လေးကတော့မိုက်တယ်ပဟေရိဆန်တယ်ဗျာလောကကြီးမှာအမိနဲ့အဖကဝေခွာတန့်စင်ပေးလိုက်တဲ့သားတွေသမီးတွေမိဘတွေအတွက်အကျွေးတောင်းလာတာလားအကျွေးဆက်လာတာလားလို့အဓိပ္ပာယ်လေးတွေကိုပေါ်ညွှန်းပြီးပညာပေးထားတဲ့ခြင်းတို့ကြာခင်ချိန်တော်တို့မှာတီးဆိုခေတ္တဆန်ကကိုယ်တိုင်တီးဆိုပြီးဖြော်ရည်တင်ဆက်မှာဖြစ်ပါတယ်အဲ့တော့တီးဆိုခေတ္တဆန်ရဲ့ဒီဆိုမဲ့အချင်းလေးရဲ့အတီးလေးကိုကျွန်တော်ဖန်တီးပြီးပါပြီအဲ့တော့အချင်းလေးထွင်လည်းအားပေးပါအောင်အတီးလေးကိုလည်းနားဆင်အားပေးကြည့်ပါအောင်အဲ့တော့ကျွန်တော်တို့အတီးတွေအကအဆက်သွယ်ခြင်းလည်းဆိုရင်ဖြင့်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တယ်399431 965 938ကိုဆက်သွယ်ကအားပေးလို့ရပါတယ်အားလုံးပဲဂီတချစ်တဲ့ညီကောင်မောင်နှမတွေမင်္ဂလာနေနဲ့ခဲမှာ